爸爸မွေဟောက်လေးကချစ်စရာလေးပါဒါညီမနဲ့မွေဟောက်နဲ့ဖြစ်ပါတယ်ဒီမွေဟောက်ကတော့ဒါအစိတ်မှုန့်နိုင်တဲ့မွေဟောက်ဖြစ်ပါတယ်ရှင်အဲ့တော့ညီမကဘယ်လိုမျိုးဒီမွေဟောက်လေးကိုဘယ်လို rescue လုပ်မလဲဆိုတာကိုပြပြသွားပါမယ်နော် Okay ဒါပါနော်မွေဟောက်လေးဒီလိုမျိုးပါလို့ရှိရင်ဒီပါပါနော်ဒီဘူးလေးကိုဒီလိုလေးချထားပေးပါဒီမှာဘူးလေးကိုဒီလိုလေးချထားပေးအဲ့တော့ဒီ snake hook တွေကရှိဖို့လိုအပ်ပါတယ်နော် Okay ဒီမှာ snake hook နဲ့မိုးလေးကိုကောက်ထားပါပြီလို့ရှိရင်ဘူးလေးတွေကိုဒီလိုလေးထည့်ပေးပါနော်ထည့်လိုက်ပါပြီးအမြင့်လေးကိုတိုးလိုက်ပါဝင်သွားပါပြီနော်ဝင်သွားတဲ့အချိန်မှာခေါင်းကပြန်မထွက်လာဘူးခေါင်းကပြန်မထွက်လာအောင်သတိထားပါပြီးလို့ရှိရင်ခေါင်းကဟိုဘက်ကိုရောက်သွားပြီဆိုတာနဲ့ဒီမှာပါဘူးလေးနဲ့ဖုံးကိုပိတ်လိုက်ပါဘူးလေးနဲ့ဖုံးကိုပိတ်ပြီးလို့ရှိရင်ထောင်လိုက်လို့ရပါပြီရှင်